လုံးချက်ဒီနံပါတ်2ကိုဆက်ချက်ပြ revision ပြန်ပေးရနော် foundation လေးတင်လေးမယ်ဆိုပါတယ်လေးပါလဲဟုတ်ပြီနော်အဲ့တော့ပါနီဆိုပြီးတော့အတုံးလိုက်တက်လိုက်ကြီးရောဖြစ်နေသေးလားမတော့ပါဘူးကဲမေရိုးအဖြစ်တယ်ဆရာတော်ကအများကြီးချပြမတော့ပါဘူးမျက်နှာလေးပါပဲဖြစ်သွားရလေတွယ်ဆင်းသွားပြီရရကပေါ်နေပြီဒီမှာဟုတ်တယ်နော်စုပြီးတော့မလားနောက်ပါစပင်းလေးဖြစ်လာနောက်ချက်ရှိသပင်းများကိုတော့စတုံးလုပ်ပြီးတဲ့အခါမှာဆရာမဆွဲချင်တော့အများကြိုက်ရင်ကြိုက်နေကိုကြိုက်အဖြစ်လေတားလိုက်တာရောစကားလာအောင်နောက်စတုံးတရားမှုတွေဟုတ်တယ်နော်တရားမှုတွေအားဆိုင်မှုတွေကွာနေဆရာကဒီချိုးတွေပြန်မင်းတို့ဘယ်သူအဲ့လိုချိုးတွေပြန်ပြီးစတုံးထုံးကြတယ်ဘူးမပြောင်းပေါ့လေးပဲတာလေးပဲဟုတ်တယ်နော်ပြီးရင်ဒါဆရာရဲ့တပည့်မလှလည်းဘာမှမဖြစ်ဘူးဆရာတပည့်ကဒါပေမဲ့ဆရာတပည့်ကိုဆရာလာတော့လာနှလုံးသားသုံးပြီးနေတယ်ဆရာတပည့်ဆရာပြင်ပေါ့တယ်နဲ့မပြင်ဘူးကံပြင်းပြီနော်ဒါမကြီးကြည့်ပတ်လည်းကြည့်လာပြီလာနောက်ဆုံးတဲ့လားကျစ်ဟမ်ကျစ်နေတာပဲကျစ်လည်းမူခိုင်မာမူကန်ကြည့်မမအေးတန်းကန်ကြည့်အာမနာနဲ့နော်ဆရာစိတ်ရှိတယ်စိတ်ရှိတယ်ဆိုတော့စိတ်ကဘယ်ကဖြစ်လာတယ်ဆိုရင်နှလုံးသားသုံးတယ်ဆိုတဲ့စိတ်ကနေဖြစ်တည်လာတာအဲ့တော့ဆရာနှလုံးသားသုံးတဲ့အတွက်စိတ်ရှိတယ်တခုမလားမရှင်းတခုမတက်ဘူးတခုပိုင်မှာတခုသွားတယ်မင်းတို့ကကြာတော့တခုပိုင်မှာတခုသွားဖို့နေနေတာမင်းတို့ကဘာလဲဆိုတော့စနေကျော်ဟမ်စနေကျော်ပြီးတော့ပြီးချင်သွားနေတယ်လို့ပြီးတော့တကောင်းနဲ့တကောင်းမတူရတော့ဘူးဒီတော့ပုံလာပြီအော်ဒီမှာကြည့်တာပုံလာတယ်ဟုတ်ကဲ့ကြည့်အေးစေးကြည့်ဖြည်းဖြည်းကြည့်မမဟုတ်ကဲ့မှန်တယ်ဒီဘက်ထဲကကွာတာပေါ့ဒါ image လေ image ဆိုတော့တရေကြပါလေဒါတရေကြဒါထုံးစက်ပဲတရေကြ